အစ္စလာမ်ဘာသာဝင်တွေရဲ့အမုံမြတ်ထားရာကိုရန်ကျမ်းစာကိုမမှန်မကန်ဝေဖန်ပုတ်ခတ်ထားတဲ့မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေပါဝင်နောက်မည်သူမဆိုရဲ့ဆွဆွဲမှုတွေကိုငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ရက်ကတီးခံမှာမဟုတ်ဘူးလို့ဩဂတ်စ်လ9 ရက်နေ့မှာပြောဆိုလိုက်ပါတယ်။နောက်မှာအစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီးမမှန်မကန်ဝါဒဖြင့်ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတော့လုံးဝလက်ခံနိုင်အောင်ကြောင်းနဲ့ဥပဒေပေါင်းတွေကတည်လို့များရိုးသားစွာမြင်မြဲရဲ့ရိုးသားစွာရှင်းလင်းပြဖို့အတွက်အမြဲအသက်ရှိကြောင်းဒီနေရာကနေပြီးတော့အစ္စလာမ်ဒုတရားလုံးနဲ့အစ္စလာမ်ဘာသာအတွက်ပြပြသားကျွန်တော်ဒီညကြေညာလိုက်ပါတယ်။ဦးနေမျိုးရဲ့ကိုရန်ကျမ်းအပေါ်မှာမမမကဝီလာဖောက်ကတ်ဆိုတဲ့ဝါရဖြင့်တကယ်ခက်တဲ့အပေါ်မှာတာနာပညာရှင်များရဲ့ခုခံချေပရှင်းလင်းချက်နဲ့ဥပဒေရှုထောင့်ကရှင်းလင်းသုံးသပ်ချက်ကိုပေါင်းစပ်ပြီးတော့ပွဲလန့်ဖြတ်တဲ့ကျွန်တော်ဝါရကိုဥပဒေနဲ့အညီစီးလုံးညီစွာတိုက်ပြသွားကြပါစို့လို့ပြောချင်တဲ့ဒီကုန်းချလိုက်ပါတယ်။ဦးနေမျိုးဝေဟာကျေးလက်ဒေသတွေမှာကိုရန်ကျမ်းပါအချက်လက်တွေကိုလုတ်ကြံရေးသားပြီးမမှန်မကန်ဆွဆွဲချက်တွေနဲ့လူမျိုးရေးဘာသာရေးရာခွဲခြားမှုတွေကိုဝါဒဖြန့်လှုပ်ဆောင်နေတာကြောင့်အစ္စလာမ်ဘာသာရေးကျမ်းစာဆရာတွေကပြန်လည်ရှင်းလင်းတဲ့စာရန်တစ်စောင်နဲ့ဥပဒေဆိုင်ရာရှင်းလင်းချက်တွေကိုထုတ်ပြန်ပြီးပြန်လည်တုံ့ပြန်လိုတာဖြစ်တယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ YMCA ခန်းမမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာဦးနေမျိုးဝေဟာမြန်မာနိုင်ငံသားအချင်းချင်းကြားတန်တရားတွေကြီးထွားလာအောင်လိုရာဆွဲနှစ်ကြောင်းပြီးတိုက်ခိုက်နေတာဖြစ်တာမို့ဒါကိုတံပြန်တဲ့စာရန်တွေကိုဗုဒ္ဓဘာသာဝင်ယဟန်တန်ဃာတော်တွေစီပေးပို့သွားမယ်လို့ပြောဆိုပါတယ်။ဦးနေမျိုးဝေရဲ့ဆွဆွဲလုပ်ကြံမှုတွေကြောင့်အစ္စလာမ်ဘာသာဝင်တွေအတွက်အမှန်တရားကိုဖြည့်ရှင်းနိုင်မယ့်အခွင့်အလမ်းကောင်းတစ်ခုလို့ယူဆတဲ့အကြောင်းနိုင်ငံရေးပါတီတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ပြီးဘာသာရေးကိုနိုင်ငံရေးအတွက်အသုံးချနေတာဟာဖွဲ့စည်းပုံဥပဒေပုံမှန်364ကိုချိုးဖောက်တယ်လို့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတည်ဆဲဥပဒေတွေနဲ့ဥနေမျိုးဝေရဲ့လုပ်ရက်တွေကိုအရေးယူနိုင်တယ်လို့ဆိုပါတယ်။အစ္စလာမ်နဲ့ပတ်သက်ပြီးဒီလိုစူးစူးညံ့ညံ့ပြောနေတာလည်းမဟုတ်သေးဘူး။နောက်ရှုတော့တစ်ခုတော့ရှိရအောင်မယ်လို့သူတို့လက်ခံယုံကြည်ပြီးတဲ့အခါမှာသူတို့ဘလောက်အထိလေ့လာနိုင်လဲဆိုရင်ကုယောဘတိုက်ရဲ့အယောင်ရဆုံးစာအုပ်ထဲမှာကျမ်းမြတ်ကုရ်အာန်ပါတော့တယ်။ The best seller ပါလာတယ်။အဲ့တော့ဦးနေမျိုးဝေကအခုလိုလှုပ်ဆွပေးလိုက်တဲ့အတွက်အစ္စလာမ်ဆိုတာတော့ဒါတော့ပဲယုံကန်းလားလို့ချိန်တဲ့ဒီမှာလည်းဆက်လေ့လာခြင်းပဲဒါကြောင့်မို့လေဒါတော့ယုံကန်းတော့ပါဘူးဒင်္ဂါတစ်ခုရဲ့ခေါင်းနဲ့ပန်းမှာဟိုဘက်ကများဘာရှိအောင်လဲလို့လေ့လာခြင်းတဲ့သူတွေများပေါ်လာရင်တော့အစ္စလာမ်ရဲ့အမှန်တရားကိုသင်ပြဖို့အတွက်အခွင့်အလမ်းကောင်းတစ်ခုပါပဲဒါကြောင့်ဦးနေမျိုးတွေအထူးကျေးဇူးတင်ပါတယ်ဗုဒ္ဓဘာသာဝင်တန်ဃာအချို့လှုံ့ဆော်နေတဲ့မျိုးဆောင်ဥပဒေကျမ်းနဲ့ပတ်သက်ပြီးမြန်မာပြည်ကမွတ်စလင်တွေအနေနဲ့ဝမ်းသာနေတဲ့အကြောင်းကုရ်အာန်ကျမ်းမှာဘာသာကြားနဲ့လက်ထပ်ခြင်းကိုတားမြစ်ထားတဲ့အကြောင်းဦးအေးလွင်ကပြောဆိုပါတယ်။